ခြင်းကြောင့်ဘောဂဝိပဿနာနေမိတိတရားစခန်းပွဲအောင်ပွဲအခမ်းအနားနဲ့တူကျွန်တော်ကြုံတဲ့အချိန်မှာဆရာတော်တော်များအားတိခါထပ်ခွင့်ရတယ်တိခါထက်ရိုင်းတိုင်ခါတိုင်ကမှမြန်စေးနာကိုချိန်ရပါမယ်နော်တော်ကြည်ကျေတာကောင်းကိုင်းမလို့လိုက်မိသားစုဥမောင်မတော်မုံမိသားစုအင်းတော်ကြီးဘုန်းကြီးမိဘနာမမူတိုင်းမရှိစေမှုမိသားစုဒေါ်ဒီတာနဲ့မိသားစုကုဆိုင်တို့ဒေါ်နာနာမူသားသမီးကြီးထောက်တာကျော်တဲ့သူဒေါ်ခင်မြတ်ဝါမိသားစုဒေါ်ခင်လေးတန်မိသားစုဥအောင်နေရယူကြီးဒေါ်ငယ်ခေါ်ဒေါ်နာမမိသားစုဦးကျော်လင်းတိုင်းဒေါက်တာခရင်မောင်တာမောင်ကောင်းမြတ်ကျော်မိသားစုဒေါ်ခင်တို့တွင်တာကိုစင်ကိုသမီးကိုရလေးတို့မဆင်နေတယ်မင်းတို့လည်းမင်းဒီကိုမိသားစုဒေါ်မြတ်မြတ်တွေမိသားစုမင်္ဂလာလန်းဆံကြဦးချစ်တန်းဒေါ်ခင်တဲ့မိသားစုမင်းဒီကိုဦးဝင်းအောင်ဒေါ်ဆန်းဝေဘဒေါ်ခင်ဆန်းဝေသမီးမတ်တီတာဦးမိသားစုဦးစင်ပြောအောင်ဒေါ်အောင်မဦးတိမလာလာကျုပ်ပင်တော်မိသားစုဦးသေးဒေါ်ခင်မြင့်မြင့်မိသားစုဦးလာရင်ဒေါ်ပြူမာဝမ်ပလာတဝိတန်မိသားစုဦးဆွေဝါယေစုရင်ဒေါ်ရမ်းမိသားစုတရမတေမြောက်နေပြီးနေဘုရားဥပဒနာတရားစကားပွဲဒီနေ့အောင်ပွဲနေ့မှာမမရရတပေါင်းနိုင်နေမှာဘုမတော်ကစူပေါင်းပြီးတော့တိတ်ပါတိတ်ကတပွဲလာကျင်းပရဖြစ်ပါလေအားလုံးဝမ်းသာကြပါကြည်နူးကြပါမိတိပြကြပါအားလုံးယဟန်တရားယဟန်တိုင်းတော်မှာဖြစ်ပြီးဆိုပြီးတော့ဘုရားရှင်မှာကြည်နူးကြပါဗုဒ္ဓမြတ်စွာသာသနာတော်မှာသံဃာတော်များပရိယတ္တိပฏิပတ်တိသာသနာကိုကြိုးစားအားထုတ်နေသောသံဃာတော်များဤသီလကောင်သမာဓိကောင်ပညာကောင်ကိုအာယုံပြုပြီးတော့နောက်ထပ်တမန်သိက္ခာထက်ယဟန်ခံရ၌တန်ခမ်းဒုကောသပိတ်ပရိဝဆင်ပြီးတော့သောတာပန်သဂရကအနာဂံယဟန္တာထိရောက်ဖြစ်တာဖြစ်တယ်။ဒါကြောင့်ဝိမင်းတို့ရရခဲ့တဲ့တုံလဘသာသနာထေမှာသာသနာတိုင်းကသာသနာအမွေခံဖြစ်အောင်လုပ်ခွင့်ရလို့ထုတ်ခဲ့တဲ့ကုသိုလ်ပဲလို့အလုံးအာယုံပြုပြီးတော့အလုံးလိုက်ဆိုပေးပါအရှင်ဘုရားတပည့်တော်တို့သည်ဗုဒ္ဓမြတ်စွာသာသနာတော်၌ပရိယတ္တိပฏิပတ်တိသာအာထုံနေသောသံဃာတော်များ၏သီလကောင်သမာဓိကောင်ပညာကောင်ကိုအာယုံပြု၍သိက္ခာထရ၌သံဃံဒုကောသပိတ်ပရိခရာ၈ပါးလှူဒန်းပါကုန်၏အရှင်ဘုရားဤကဲ့သို့လှူဒန်းရသောစေတနာကြောင့်တပည့်တော်တို့သည်ယောဂအပေါင်းအန္တရာယ်အပေါင်းကင်းစင်ပပျောက်၍အသက်ရှည်စွာအနာကင်း၍စိဘဥစ္စာယတနာတို့သည်သောင်း၍မကောင်းလှုပ်၍မခံပြည့်စုံပြီး၍ဤဘဝဤခန္ဓာဤသာသနာတွင်မှာသစ္စာ၄ပါးအမှန်တရားကိုသိရှိပြီး၍သောတာပန်သဂတာဂံအနာဂံယဟန္တာအရိယာတို့ဤသိအပ်သောတရားထုတရားမြတ်တို့ကိုသိရှိပြီး၍အေဟိဘိက္ခုယဟန္တာယောက်ျားယဟန္တာမိန်းမဧကံမုတ်ချဖြစ်ရပါလို၏ရရပါလို၏ရှင်ဘုရားသာဓုသာဓုသာဓုလာကြလို့ရပြီကဲမိတာတော်ငယ်ဥက္ကဋ္ဌသာဓုသာ
အဲ့ဒီလည်းမကတဲ့ပုဂ္ဂိုလ်ပြန်ကတ်လို့ရတယ်နော်ဟာလားပြန်ယူဒီနောက်လည်းပြန်ကတ်လို့ရပါတယ်ကဲတာဒုတာဒုတာဒုဟုတ်တယ်တာဒုတာဒုအောက်ကြတယ်ကဲလာကဲလာဘုံတို့9နိုင်ဒီမှာတင်ဝင်မှာဖြစ်ပါလေနော်
တ်ဆုံးပြုပြင်ပြီးတော့ဗုဒ္ဓပူဇနီယအပွဲတော်ကျင်းပတဲ့အနေနဲ့ဖြစ်ပါတယ်ဘုရားကောင်းတို့ကနမောတတ္တသုံးကြိမ်ရွတ်ဆို၍ခန္ဓာဖွင့်နေပြပါရဲ့ရွတ်သိတော်ရှင်းထားပါတယ်ဗျာညီညာဖျားဖျားလက်အုပ်ချီမိုးဩကာသကရောကျိုးနဲ့ရှိခိုးကြပါစို့ဝိဝါဒနာတိလိတ္တနေသံဝုဒ္ဓပဇာဟိတောသတ္တရောဓမ္မဝဒ္ဒံအာယုဝန္တောဒုက္ခတလံဆရာတော်ဘုရားကြီးလည်းရောက်ရဘုရားဗုဒ္ဓနာဝန္တပသာလူတော်လူမောဒနာတော်တော်နိုင်ကြီးအထက်တန်းကြတဲ့ဘဝမှာပိုင်တိုင်းနေမှာလေလို့ကနာမလူတော်ဘုန်းတော်ကကျေးဇူးဆက်တော်အဖြစ်ဆရာတော်ကြီးရဲ့ဟောဝါဒနဲ့ဒီကြောင့်လည်းမြန်မာ2006ခုနှစ်ဒီကြောင့်လည်းမြန်မာနိုင်ငံကအသိရှိဘူးသိရှိတဲ့အတွက်သိတဲ့အလူဘုရားနေပြီးတော့ဟောတာမှာအာဂသအကျိတော်ဝိသကာလယနေ့ကလူသာသနာတော်ရဲ့အသက်သွေးကြောတဲ့ဖြစ်တဲ့မဟာဗောဓိဇေယောမြတ်အားဆွေသင်္ကန်းများဆက်ကလူတန်းချင်းဆွေသင်္ကန်းများဆက်ကလူတန်းချင်းမျက်နှာချက်များဆက်ကလူတန်းချင်းမိတို့တို့ဆက်ကလူတန်းဘုရားဂယာမဟာဗောဓိဇေယောမြတ်ကြီးရဲ့15ချိန်မြောက်ဘုရားပူဇနီယဘွဲတော်ကြီးမှာအာယောဂအနေသွမ်းနေ့စဉ်ယောဂီများတွေအာရအားလုံးဝေယဝိဇ္ဇဘွဲအားလုံးသုံးဝေယဝိဇ္ဇကိုဆောင်ရွက်လူတန်းကြကုန်သောအထုတကာအထုမှယောဂီလူတော်စင်ပေါင်းတို့သည်ဒီနေ့ဤရဲ့ဤချိန်ကမှပုဂ္ဂိုလ်သူပုဂ္ဂိုလ်များဖြစ်ကြပါလေ။ဒီနေ့မှာပိစသီလံမာနိယာမရှင်ဘုရားတရားပိတော်ဒီတော်မတို့သည်ကံကို၎င်းကိုင်းအကျိုးတို့ကို၎င်းဒုတိယဘာဝတိတိ၍နေယခုအာဘောတိသိတော်မြတ်ဒီတော်ကြီးစေတင်ငန်းဆက်ကလူရယ၌လူရခဲ့ကြသောအာနာကုသိုလ်သရဏဂုံသုံးပါးနှင့်အာဘာသောသေကဘုဒ္ဓများကိုကျင့်ကြံအာထုခြင်းကုသိုလ်သတ္တမချိန်များနေမိယိတရားစခန်းပွဲရဲ့တိုင်တိုင်းအာယုဇာဘုရားဘုရားပွဲဆိုဘာလို့တာလဲဘုရားအနေစားတယ်နော်ဘုရားကိုပူဇော်တာနော်နေ့ကတော့ပြိဿတ်တော့နဲတာပေါ့နေ့ကလူပြိဿတ်နဲတယ်နတ်ပြိဿတ်များတယ်အားလုံးပူဇော်တာဘုရားတော်ကမှဒီလိုမရတာနော်အားလုံးပူဇော်နော်
28ရက်နေ့မှာရန်ကုန်တိုင်းဒေသကြီးလှည့်ကူးမြို့နယ်မင်းကုန်းကျေးရွာအုပ်စုဘိုးသိုးရင်ကြီးရာကြီးပွင့်သစ်ဆန်းမိသားစုပိုင်ဆိုင်သောချမ်းမြေဟာပွင့်သစ်ဆန်းဓမ္မဂရိကဗုဒ္ဓတက္ကသိုလ်နှင့်ရာသပန်တရားစခန်းရိပ်သာတည်ထောင်ဖွင့်လှစ်ရန်အတွက်သာသနာ့မြေ9ဧကကိုမြန်မာနိုင်ငံဗုဒ္ဓဂယာကျောင်းကျတော့ဒေါက်တာဗဒနာသုန္ဒရရွှေမြိုင်ဆရာတော်ဗဒနာဒေါက်တာပန္တိတာဘိဝန္တာရှမ်းကျောင်းကြီးဆရာတော်ဒေါက်တာကုသလတို့ဟာပရိယတ္တိပရိပတ်တိပရိဝေဒဟုဆိုသောသာသနာတော်ကြီးကိုအရှိအတွန့်ရှိတည်တံ့ပြပန်းနိုင်ခြင်းစိတ်တန်၍သာသနာပြုလုပ်ငန်းများလုပ်ဆောင်နိုင်ရန်59နှစ်ပြည့်ဝိနည်းဒိဋ္ဌိဖြင့်ဧကမဟာတိတိသုရမမဏိဇောရထသုရမမဏိဇောရထဥဇုတန်တော်လူမှုတို့ကျွန်တတိယချင်းဒေါခင်မင်းတန်ပုတ္တသံသာတော်ဆိုင်ပုတ္တသံ SKG Family Corporation Limited တို့မှာသာသနာမြေလူရန်ချင်းတွေဆရာတော်များနှင့်အကြောင်းကျိုးတော်ဆောင်ဖွဲ့မဟာဗောဓိစေတော်ဂောပကဖွဲ့သစ္စာဉာဏ်ဤတရားစခန်းဖြစ်မြောက်၍အကျိုးတော်ဖွဲ့တို့မှာဝမ်းမြောက်စွာမောဘောမှတ်တမ်းတော်ကိုပြုချီးမြှင့်အပ်ပါတည်းထပ်စီကိုအားလုံးအောင်မြင်သွားပါပြီ ရသောစေတနာကြောင့်မိတော်တို့သည်အသက်ရှိစွာအနာကင်း၍စီဝါဥစ္စာယရနာတော်ကိုသိရှိပြီး၍သောတာပန်သက္ကတာကံအနာကံယသိအပ်သောတရားထုတရားမြတ်တို့အေဟိဘိုက်ကိုယဟန္တာယောက်ျားယဟန္တာမိန်းမဝေကမုတ်ရှာဖြစ်ရပါလို၏အရှင်ဘုရားစေတနာကြောင့်ရှိဘဝယခုဘဝသောဆက်ကြကုန်သောအဖို့အဖော်မိဘတို့၎င်းရှားသခင်ယေရှုရှင်တို့၎င်းရေမြေကိုစောင့်ရှောက်ကြသောအစိုးရအား၎င်းဘဝတစ်ပါး၌မြင်အပ်သောပုဂ္ဂိုလ်သောယေရှုရှင်တို့၎င်းမြတ်တို့သနှင့်အကြများ၎င်းအားလုံးသောကိုယ်ဆုံးနဲ့ကျောင်းဆုံးနဲ့အိမ်ဆုံးနဲ့ရွာဆုံးနဲ့မျိုးဆုံးနဲ့သာသနာတော်ဆုံးနဲ့အမဆုံးနဲ့များနှင့်တကွာအလုံးစုံသောတတ္တဝါပေါင်းတို့အားအမြာတေဝေပါကုန်၏ဝမ်းမြောက်နှုတ်မှာသာဓုသာဓုသာဓုသာနိုင်ပါစေဗံပါတော်မာပါအားသိက္ခာတော်ထက်စေတနာဒီစီလေပါလူကံရသောစေတနာအာယုံစံလေးစွမ်းအချိုဝဲဒီစီလေပါတို့ကိုလူကံရသောကုသိုလ်ကောင်းမှုအစုစုတို့ကိုနှစ်သိမ့်လေသောအထူးရှိသောမဟာပထဝီမြေကြီးသည်သတ္တေရာ၌တည်ပါစေသောသတ္တေရာ၌တ
ပြေပါစေသောတတ္တိယ၌ပြေပါစေသောအာလုံးကြာကြာတမြတ်ယေလာဘုရားပါကုန်လောအာဒုအာဒုအာအာလုံးကြာကြာတမြတ်အမြတ်အမြတ်အမြတ်ယေလာဘုရားပါကုန်လောအာဒုအာဒုအာအာလုံးကြာကြာတမြတ်အမြတ်အမြတ်အမြတ်ယေလာဘုရားပါကုန်လောအာဒုအာဒုအာဒီဗုဒ္ဓသာသနာတစ်ခေါက်လုံးပဲဗုဒ္ဓသာသနာစီရံတိတ်တုဗုဒ္ဓသာသနာစီရံတိတ်တုဗုဒ္ဓသာသနာစီရံတိတ်တုပါဒုပါဒုပါဘေးအလုံးယဟန်တရားဒဂမကြောက်တရားဒဂမပြတရားဒဂမစွမ်းတရားဒဂမအလုံးကြံပါပါစေချမ်းသာပါစေအသက်ရှိပါစေအနာယောဂကင်းပါစေစီဝဥစ္စာတိုးတက်ပါစေတရားထုတရားဖြင့်အလုံးရကြပါစေလက်ဆောင်တရားပုံများကိုစောင်း